ခမားတို့ကျွန်တော်တို့တွေကိုအားပေးတဲ့အသင်းကဥရောပဝင်ခွင့်ရမလားစူဖလားတွေရရှိနိုင်မလားဆိုတာကိုအာရုံစိုက်နေချိန်မှာပဲပရီးမီးယားလိအသင်းကြီးတစ်သင်းဖြစ်တဲ့တော်တီယန်ဟော့စပါအသင်းကတော့အဆင့်18မှာရက်တီကဒီရာသီမှာတန်းဆင်းရဖို့အရှိန်တွေရှိနေတာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ခုပြောပြသွားမှာတော့ပရီးမီးယားလိပွဲစဉ်33အဖြစ်နဲ့စနေနေ့မှာရှင်းပြကစားသွားမယ်ပွဲစဉ်တွေကိုဘိုးရက်လက်ခမှန်းပြီးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့ Bravo အသင်းနဲ့ဖူဟန်အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီနှစ်သင်းရဲ့ပထမကြောက်ရက်လက်မှာဆိုရင်တော့ဖူဟန်အသင်းကသူတို့ရဲ့အိမ်ပွဲမှာဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်ဖူဟန်အသင်းနေနဲ့နောက်ဆုံးကစားထားတဲ့9ပွဲမှာတပွဲသာအနိုင်ရရှိထားပြီးတော့တစ်ဖက်က Bravo အသင်းကတော့နောက်ဆုံးကစားထားတဲ့9ပွဲမှာလုံးဝမရှုံးနိုင်ထားသေးပဲနဲ့တေးရလက်တွေကြီးထွက်ပေါ်ထားတာဖြစ်ပါတယ်တို့အပြင် Bravo အသင်းနေနဲ့ဥရောပဝင်တနေရာကိုအခိုင်အမာရရှိဖို့အတွက်ဒီပွဲကိုတေချာပေါက်ပြင်ဆင်ပြီးအနိုင်ယူနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အနေနဲ့ကတော့ Bravo အသင်းကပဲ2-1လောက်နဲ့နိုင်ယူသွားလိမ့်မယ်လို့ထင်ပါတယ်နောက်ထပ်တစ်ပွဲကတော့ Leeds United အသင်းနဲ့ Wolverhampton အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီနှစ်သင်းရဲ့ပထမကြောရက်လက်မှာဆိုရင်လည်း Leeds အသင်းကအဝေးပွဲမှာဂိုးပြိုင်နိုင်ရရှိထားတာဖြစ်ပါတယ်Wolverhampton အသင်းအနေနဲ့ကတော့နောက်ဆုံးကစားထားတဲ့ပရီးမီးယားလိပွဲစဉ်မှာ West Ham အသင်းကိုဂိုးပြိုင်ရှုံးနိမ့်ထားတာဖြစ်ပါတယ်တစ်ဖက်က Leeds United အသင်းကတော့ United လိုအသင်းမျိုးကို Old Trafford ထိတွားရောက်ကအနိုင်ယူထားနိုင်တာဖြစ်တဲ့အပြင်တန်းစင်းဆောင်ကတော်တင်ဟော့စပါအသင်းနဲ့6မှတ်ဖြတ်ထားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရမှတ်ပုံကိုဖြတ်ထားနိုင်ရေးအတွက် Wolverhampton အသင်းကို 1-0 လောက်နဲ့ထပ်မံပြီးတော့နိုင်ယူသွားလိမ့်မယ်လို့ထင်ပါတယ်နောက်ထပ်တစ်ပွဲကတော့ Newcastle အသင်းနဲ့ဘုံမောက်အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီနှစ်သင်းရဲ့ပထမကြောရက်လက်မှာဆိုရင်တော့ဘုံမောက်အသင်းရဲ့အိမ်ပွဲမှာတေးရလက်ထုတ်ပေါ်ထားတာဖြစ်ပါတယ်Newcastle အသင်းနေနဲ့နောက်ဆုံးကစားထားတဲ့ပရီးမီးယားလိပွဲစဉ်မှာတော့ပဲလီအသင်းကိုရှုံးနိမ့်ထားတာဖြစ်ပါတယ်တစ်ဖက်ကဘုံမောက်အသင်းကတော့ပရီးမီးယားလိမှာမရှုံးနိမ့်တာကြာပြီဖြစ်တဲ့အပြင်နောက်ဆုံးကစားထားတဲ့ပရီးမီးယားလိပွဲစဉ်မှာတော့အဆင့်1ကအာဆင်နယ်လိုအသင်းမျိုးကိုအနိုင်ရရှိခဲ့တာဖြစ်ပါတယ်ဒါကြောင့်မလို့ Newcastle အသင်းရဲ့အိမ်ပွဲမှာအမှန်တကယ်ကြီးကောင်းမယ်ပွဲတော်ပွဲဖြစ်ပြင်မဲ့လေတစ်ဖက်တစ်ကူစီတေးရလက်လောက်နဲ့သာပြီးဆုံးသွားလိမ့်မယ်လို့ထင်ပါတယ်နောက်ပိတ်ဆုံးပွဲစဉ်အနေနဲ့ကတော့ Tottenham Hotspur အသင်းနဲ့ Brighton အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီနှစ်သင်းရဲ့ပထမကြောက်ရက်လက်မှာဆိုရင်လည်း Brighton သင်းရဲ့အိမ်ကွင်းမှာတီးရဲလက်ထွက်ပေါ်ထားတာဖြစ်ပါတယ် Brighton သင်းအနေနဲ့ကတော့အခုနောက်ပိုင်းပွဲစဉ်တွေမှာခြေစွမ်းကောင်းတွေပြသထားပြီးတော့နောက်ဆုံးကစားထားတဲ့9ပွဲမှာ Arsenal သင်းနဲ့ကိုဒါရှုံးနိမ့်ထားသေးတာဖြစ်ပါတယ်တစ်ဖက်ကတော်တင်ဟော့စပါသင်းကတော့ဒီရာသီမှာတော်တော်လေးကိုရှင်းနေဆိုးဝါးနေပြီးတော့အမှတ်ပေးစရာရဲ့အဆင့်ဆက်ရှိတန်းစင်းစုံနေရာမှာကြောက်ရောက်နေတာဖြစ်ပါတယ်စပါသင်းနေနဲ့နောက်ဆုံးကစားထားတဲ့ဆန်နန်သင်းနဲ့ပွဲစဉ်မှာလည်းအချုံးပေးထားရတာဖြစ်လက်ကျန်ပွဲစဉ်တွေမှာလည်း Chelsea, Everton နဲ့ Villa လိုအသင်းမျိုးတွေနဲ့ရင်ဆိုင်ရအောင်မှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီရာသီမှာစပါးတို့တန်းဆင်းရဖို့ကတေချာသလောက်ရှိနေပြီဖြစ်ပါတယ်။ဒါကြောင့်မို့လို့တစ်ဖက်က Brighton သင်းအနေနဲ့ကလည်းဥရောပဝင်တနေရာကိုရရှိဖို့ကကြိုးပမ်းမယ်ဆိုရင်ဖြစ်နိုင်သေးတဲ့အတွက်ကြောင့်မို့လို့စပါးအသင်းကိုအဝေးကွင်းမှာ 1-2 ဆိုတဲ့ရလဒ်လောက်နဲ့အနိုင်ယူသွားလိမ့်မယ်လို့ခန့်မှန်းပေးလိုက်ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။